ဒီနေ့တော့ဖြစ်ရမှန်ကိုရိုက်ကူးထားတဲ့2014ခုနှစ် track Against the Sun ဆိုတဲ့ရုပ်ရှင်ကားလေးအကြောင်းပြောပြပေးမယ်နော်စိတ်လှုပ်ရှားစရာတွေအများကြီးပါလို့အဆုံးထိနားထောင်ကြည့်အောင်ဇလန်းက1942ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းကစတာဗျပလဲစိတ်က Pearl Harbor ကိုတိုက်ခိုက်ခံရလို့ American ရေးတက်ကဂျပန်ကိုပြန်ပြီးလက်စားချေဖို့ပြင်နေတဲ့အချိန်ပေါ့အဲ့ဒီမှာလီယင်မူကီ Dixon ဘုံကျဲသူတိုနီနဲ့ရေဒီယိုဆက်သွယ်ရေးသမားဂျင်းတို့၃ယောက်ဟာတောင်ပစိဖိတ်သမုဒ္ဒရာပေါ်မှာကင်းလစ်ဖို့ထွက်လာခဲ့ကြတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့သူတို့လေရင်ကတခြားလေရင်တွေနဲ့လူကွဲသွားပြီးလမ်းပြော်သွားရောစီကလည်းကုန်ကာနီးအဆက်အသွယ်ကလည်းပြတ်နေတော့နောက်ဆုံးပင်လယ်ထဲကိုအရေးပေါ်ဆင်းသက်လိုက်ရတယ်လေရင်ကတော့ပင်လယ်ထဲမြုပ်သွားတာပေါ့သူတို့၃ယောက်လုံးအသက်ဘေးကလွတ်ထဲပေမဲ့စားစရာတောက်စရာရီးခါတစ်ခုမှမပါလာခဲ့ဘူးကြံခဲ့တာဆိုလို့ရေပေါ်ပေါ်တဲ့လေဖောင်းလေးတိတိလေးကျစင်းပဲရှိတယ်နောက်တနေ့မနက်မှာတော့တယောက်နဲ့တယောက်အပိတင်ကြရင်စကားများကြသေးတယ်ဒါပေမဲ့အပေါ်ဘေးလီအခုချိန်မှာအရေးကြီးဆုံးကအသက်ရှင်ဖို့ပဲခဏနေတော့လင်းရင်တစည်းပြန်လာတာတွေ့လိုက်ရလို့အင်ကြီးတွေချွတ်ပြီးဝေရမ်းပြပေမဲ့မမြင်သွားဘူးဗျာအဲ့ဒီမှာတင်သူတို့တော်တော်လေးစိတ်ပြတ်သွားကြတယ်ဒီစိန်ကခေါင်းဆောင်ပြီးသူတို့ပါလာတဲ့ပစ္စည်းလေးတွေကိုစစ်ဆေးကြည့်တော့ဘာမှမဲရရမပါဘူးဝါယာကြိုးစားတွေလက်နက်တချို့နဲ့ရေအိတ်အလွတ်တအိတ်ပဲပါတယ်အဲ့ဒီမှာဒီစိန်ကလေမပေါက်အောင်ဖက်နှက်တွေအကုန်ချွတ်ခိုင်းပြီးပင်လေထဲပစ်ခိုင်းတယ်သူ့ဖက်နှက်ကြတော့မပစ်ပဲခြံထားလို့ဂျင်းကတော်တော်လေးကြည့်မြဖြစ်သွားသေးတာနေဘူးထဲမှာရက်တွေကြာလာတော့အသားတွေလောင်းရေကငတ်ဘိုက်ကလည်းစားလာပြီတခါတလေကြာရင်ငတ်လွန်းလို့ကိုယ့်စီကိုပြန်တောက်ရတဲ့အထိဒုက္ခရောက်ကြတာတိုနီဆိုရင်သူ့တနက်ကိုထိုင်တိုက်နေရင်စိတ်တက်ကြမသွားအောင်ဂျင်းကိုငါညမနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးဇနောက်ရင်အားတင်းနေရရှာတယ်တရက်ကြော်ချင်းကဝါယာကျိုးကငါးများချိလို့ပြီးငါးမြက်တာပေါ့ငါးရဟိုနေနေတာငါးမန်းတကောင်ကိုတောင်ဓာတ်နဲ့ထိုးတက်ပြီးရအောင်ဖမ်းလိုက်နိုင်သေးတယ်အဲ့ဒီငါးမန်းပိုက်သေးကငါးလေးတွေကိုစားပြီးအသက်ဆက်ကြရတာပေါ့ဒါပေမဲ့ငါးမန်းသွေးနှံ့ကြောင့်တခြားငါးမန်းတွေရောက်လာပြီးဂျင်းကိုကိုက်လိုက်သေးတယ်ကံကောင်းလို့လက်မပြက်သွားတာရပောင်း20လောက်ရောက်တော့ဒီစင်ကဝင်ခံစကားပြောလာတယ်တကယ်တော့သူ့ခဏလေးအိပ်ပျော်သွားလို့လမ်းမသွားတာပါတဲ့တယောက်နဲ့တယောက်စိတ်ဆိုးကြပြီမဲ့နောက်ဆုံးတော့လေဖနက်အောက်ခံပြားတွေကိုတတ်မလို့ပြီးလှော်ခတ်ကြရေးရှေ့ဆက်ခဲ့ကြတယ်မုံတိုင်းတွေလှိုင်းကြီးတွေကြားမှာအသေးလဲယုံငင်ခဲ့ရပြီးတေဖို့ပဲစောင့်နေကြတဲ့အချိန်မှာဟိုမှာအစိမ်းရောင်ကြီးဆိုပြီးဂျင်းကអော်လိုက်တယ်ကျွန်းတကျွန်းမို့တွေ့လိုက်တာဗျာနောက်ဆုံးတော့သူတို့လက်နဲ့ပဲအားကုန်လှော်ပြီးကမ်းခြေကိုရောက်သွားခဲ့ကြတယ်သူတို့၃ယောက်ခါပင်လယ်ထဲမှာ34ရက်တိမိုင်မောင်း1000ကျော်မျောပါခဲ့ကြတာပါတကယ်ကိုမယုံနိုင်စရာရှင်းထန်ခြင်းပါပဲစသိမ်းပိုင်းလေးကတော့ဒီစင်ကတော့စုတဲ့စိတ်တွေရခဲ့ပေမဲ့နောက်ဘက်တော့မှလင်းရင်မမောင်းတော့ဘူးတူနီကတော့ဒဏ်ရာတွေကြောင့်စစ်တပ်ကထွက်လိုက်ရပြီး1986မှာအဆုံးပါသွားခဲ့တယ်ဂျင်းကတော့သူကတိပေးခဲ့တဲ့အတိုင်းတိုနီညီမလေးနဲ့1946မှာလက်ထပ်ခဲ့ပါတယ်တဲ့တကယ်ကိုစိတ်သက်ခိုင်မာမှုနဲ့ရှင်သက်လို့စိတ်ကိုပြတ်သွားတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ပါပဲဗျာ